မျက်စိလည်းမမြင်ဘူးနားလည်းမကြားရအောင်အဲ့ဒီလိုအမြင်အာရုံအပြင်အကြားအာရုံပါချိုရင်းနေတဲ့မိန်းကလေးတစ်ယောက်ကလောကကြီးကိုအရှုံးမပေးဘဲနဲ့ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပါတယ်ထူးဆန်းစွာနဲ့ပဲသူမဟာပညာရေးလောကမှာတာမန်လူကောင်းတစ်ယောက်လိုတန်းတူဖြစ်အောင်တာမကလူအတိုင်းဝိုင်းမှာပါအံ့ဩသင့်စေခဲ့တဲ့မတန်ဆွမ်းသူရဲ့ကောင်အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်သူမကတော့ဟယ်လင်ကဲလာပဲဖြစ်ပါတယ်ဟယ်လင်ကဲလာလို့ပြောလိုက်လို့ရှိရင်လူတော်တော်များများသိပြီးကြမှာပါသူမရဲ့အထုပ်ပတ်တီအချင်းချုပ်တွေကိုကျောင်းသင်ရိုးတွေမှာထည့်သွင်းသင်ကြားခဲ့ရပါတယ်ဟိုးအရင်တုန်းကအစိုးရသင်ရိုး10တန်းအခု Greater English ပြဋ္ဌာန်းစာအုပ်မှာဟယ်လင်ကဲလာအကြောင်းကိုထည့်သွင်းသင်ကြားခြင်းခံရပါတယ်သူမဟာဘာလို့ကမ္ဘာမှာနာမည်ကြီးပြီးတော့ဂုဏ်ပြုစံပြထိုက်သူတစ်ယောက်ဖြစ်ခဲ့တာလဲဟယ်လင်ကဲလာရဲ့စိတ်ဝင်စားဖွယ်ဘဝဇာတ်ကြောင်းကိုဒီနေ့ဒီဗီဒီယိုထဲမှာပြောပြပေးချင်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာဟယ်လင်ရဲ့ငယ်ဘဝဟယ်လင်နဲ့သူမရဲ့ဆရာမအကြောင်းဟယ်လင်ဘယ်လိုစကားစာပြောခဲ့တာလဲသူမရဲ့အကြောင်းပညာရေးဟယ်လင်ရဲ့စာရေးဆရာမဘဝဇာတ်ကြောင်းသူမလုပ်ကိုင်ခဲ့တဲ့လူမှုရေးလုပ်ငန်းတွေအဲ့ဒါတွေအပြင်သူမနောက်ဆုံးအချိန်အထိဘလို့အသေးဆုံးခဲ့တယ်လဲစတဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံနဲ့စိတ်ဝင်စားဖွယ်နားထောင်ရမှာဖြစ်ပါတယ်ဟယ်လင်ကိုအမေရိကန်ပြည်ထောင်စုအလာဘာမာတက်စ်ကန်ဘီယာပြည်နယ်မှာ1880ခုနှစ်ဇွန်လ29ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မွေးဖွားစဉ်တုန်းကဟယ်လင်ကအရန်ကိုမှချစ်စရာကောင်းပြီးတော့လူတိုင်းနဲ့လည်းအဆင်ပြေတဲ့ကလေးမလေးတူပါ။ပြီးတော့တနက်သမီးအရွယ်မှာလမ်းစာရှောင်နေပြီဖြစ်ပါတယ်။သူမရဲ့ကျယ်ဝန်းတဲ့ဥယျာဉ်ချမ်းကြီးထဲမှာပျော်ရွှင်စွာစော်ကစားရှင်သန်ကြည်တော်လာရင်နဲ့တနေ့မှာဟယ်လင်အတွက်ကန်ဆိုးမိုးမောင်မှုတွေကြာရောက်လာပါတော့တယ်။ဒါကတော့သူမ19လသမီးအရွယ်မှာထူးဆန်းတဲ့ယောဂတစ်မျိုးဆွဲကပ်ပြီးတော့ရုတ်တရက်ကြီးအမြင်အာရုံတွေချိုးယွင်းသွားတဲ့အပြင်အကြားအာရုံတွေပါလုံးဝအဆုံးရှုံးသွားခဲ့ပါတယ်။ဟယ်လင်ရဲ့မိသားစုဆရာဝန်ကတော့အထားကို brain fever လို့ယူဆပါတယ်။ဟယ်လင်ဟာမတန်ဆွမ်းဖြစ်သွားတာကြောင့်သူမရဲ့စိတ်တွေဟာလည်းမွေးခါစားတော့ကလို့ပျော်ပြောင်းလို့ညမှုမရှိတော့ဘဲနဲ့အရန်ကိုမှခက်ထန်ကြမ်းတမ်းပြီးတော့အားလုံးကိုရံမှုခဲ့ပါတယ်။သူမနဲ့အတူစော်ကစားတဲ့ကလေးတွေကိုလည်းမောင်ထုတ်တာမျိုးနာကျင်အောင်လုပ်တာမျိုးအဲ့လိုအပြုမှုတွေလုပ်ပြီးတော့ထိမနိုင်သိမ့်မြဖြစ်ခဲ့ပါတယ်။ပြောချင်ရှိလို့ရှိရင်ရေမိုးရင်လည်းမရမနာရေမိုးတတ်တဲ့အချင်းမျိုးနဲ့သူမရဲ့စိတ်တွေဟာအစောနှစ်ဖက်ကိုရောက်ရှိနေခဲ့ပါတယ်။ဟယ်လင်အကြောင်းပြောမယ်ဆိုရင်သူမရဲ့ဆရာမအန်နီဆူလဗန်အကြောင်းကတော့မဖြစ်မနေကိုပြောအောင်ပါပါ။ဘာဖြစ်လို့လဲဆိုတော့ဟယ်လင်ဟာသူမရဲ့ဆရာမအန်နီနဲ့အတူ1888ခုနှစ်ကနေပြီးတော့1936ခုနှစ်အန်နီကွယ်လွန်တဲ့အချိန်ထိအတူတူရှိနေခဲ့တာပါဟယ်လင်နဲ့သူမရဲ့ဆရာမဘလူးစတွေ့ခဲ့တယ်လေဆိုတော့ဟယ်လင်ရဲ့မိဘတွေကသူတို့ရဲ့သမီးအခြေအနေတွေအတွက်အဖြေကိုစက်တိုက်ရှာဖွေလာရင်းနဲ့ Charles Dickens American Notes ခီးသွွားစာအုပ်ကနေပြီးတော့နာမကျမျက်မမြင်ကလေးတအုပ်ဖြစ်တဲ့ Laura Bridge ရဲ့အောင်မြင်တဲ့ပညာရေးအကြောင်းကိုဖတ်ရှုခဲ့ပါတယ်မကြခင်မှာပဲဟယ်လင်ရဲ့မိဘတွေကသူမကိုအထုကုဆရာဝန်ဒေါက်တာဂျေဂျူလီယန်နဲ့ပြသခဲ့ပါတယ်။ဒေါက်တာဂျေကဟယ်လင်ကိုစစ်ဆေးပြီးတော့နားမကြားတဲ့ကလေးတွေနဲ့အတူလက်တွဲပြီးတော့အလုပ်လုပ်နေတဲ့တယ်လီဖုန်းတီထွင်သူ Alexander Graham Bell နဲ့တွေ့ကြည့်ဖို့အကြံပြုခဲ့ပါတယ်။ Graham Bell ကဟယ်လင်နဲ့သူမရဲ့မိဘတွေကိုတွေ့ဆုံပြီးတော့ Massachusetts Boston မှာရှိတဲ့မျက်မြင်အတွက်တည်တံ့ဖွင့်ထားတဲ့အကြောင်း Parkin Institute ကိုတွားရောက်ဖို့အကြံပြုခဲ့ပါတယ်။တွားရောက်တဲ့အခါမှာကျောင်းရဲ့ဒါရိုက်တာကဟယ်လင်ကိုဆီယာမအန်နီဆူလဗန်နဲ့တင်ကြဖို့အတွက်ညွှန်ကြားခဲ့ပါတယ်။အဲလိုနဲ့1889ခုနှစ်မတ်လ3ရက်နေ့မှာအန်နီဟာဟယ်လင်တို့အိမ်ကိုတွားရောက်ပြီးတော့စတင်ပြီးတော့အလုပ်ဝင်ခဲ့ပါတယ်။အိမ်ကိုရောက်ရောက်ချင်းသူမယူဆောင်လာတဲ့အယုတ်လက်ဆောင်လေးကိုပေးပြီးတော့ DOLL ဒေါ်အယုတ်ဆိုတဲ့စကားလုံးနဲ့အသက်6နှစ်အရွယ်ဟယ်လင်ကိုစလုံးပေါင်းနေစတင်တင်ကြခဲ့ပါတယ်။အစားပိုင်းမှာဟယ်လင်ဟာသူမရဲ့ထုံးစံအတိုင်းဆီယာမအန်နီကိုဆန့်ကျင်ပြီးတော့ဆီယာမတင်သမျှကိုလည်းညှင်းဆန်ခဲ့ပါတယ်။အချိန်တိုင်းအော်ဟစ်ဆူပူတောင်းချမ်းပြီးတော့ဆီယာမကိုဆန္ဒပြခဲ့တာပါ။နောက်ဆုံးမှာတော့အန်နီဟာသူမရဲ့တင်ကြပြတမှုတွေကိုဟယ်လင်လက်ခံလိုက်နာလာစေဖို့ဟယ်လင်နဲ့သူမကိုအချိန်တိုင်းတာတစ်ခုထိတီးသန့်ခွဲခြားနေထိုင်ဖို့သူမရဲ့မိဘတွေစီမှာတောင်းဆိုလာခဲ့ပါတယ်။အဲ့လိုနဲ့ပဲအန်နီဟာဟယ်လင်နဲ့ခြံထဲမှာရှိတဲ့စိုက်ကင်းထဲကတဲလေးတစ်လုံးမှာပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့ပါတယ်။ရုံးရင်းဆန်ခတ်အော်ဟစ်ညင်းဆိုနေတဲ့ဟယ်လင်ကိုဆီယာမအန်နီဟာစိတ်ရှည်လက်ရှည်နဲ့စကလုံးတွေပေါင်းတက်အောင်တစ်လုံးပြီးတစ်လုံးသင်ကြားခဲ့ပါတယ်။ဒီနေ့မှာဆီယာမအန်နီကဟယ်လင်ကိုရေပုံမိုင်းစီခေါ်သွားပါတယ်။ ဟယ်လင်ရဲ့လက်ကိုရေအောက်ကိုထိုးသွင်းပြီးတော့ WATER
water ဆိုတဲ့စကားလုံးကိုပေါင်းပြလိုက်ပါတယ်ရုတ်တရက်ချက်ချင်းဆိုသလိုဟဲလင်းရဲ့စိတ်ထဲမှာအသိစိတ်ဝင်လာပြီးတော့လက်ပေါ်မှာစီးဆင်းနေပြီးတော့အေးမြပြီးတော့အထူးကောင်းမွန်တဲ့အရာဟာရေဖြစ်တယ်ဆိုတာကိုသိသွားပါတော့တယ်။အဲ့ဟာနေမှာတစ်ဆင့်အရာဝတ္ထုတွေကိုစိတ်အားထက်သန်စွာနဲ့သင်ယူဖို့ဖြစ်လာခဲ့တာပါ။ဟဲလင်ဟာအန်နီရဲ့စိတ်ရှိတီးခံတင်ပြမှုတွေကြောင့်အင်္ဂလိပ်ပြည်အခရာတွေကိုကျွမ်းကျင်စွာရေးတက်ဖတ်တတ်လာပြီးတော့လက်ရည်အရာကောပုံနှိပ်လေးနှမျိုးစလုံးကိုပါနားလည်လာခဲ့ပါတယ်။ဒါအပြင်နောက်ပိုင်းမှာမျက်မမြင်နေဖတ်ဖို့အတွက်တီးတန့်ထုတ်ထားတဲ့လက်နဲ့စမ်းဖတ်ရတဲ့စာအုပ်တအုပ်လုံးကိုတောင်မှပဲဟဲလင်ဟာဖတ်တတ်နေပါပြီ။ပေါင်းတုံမြောက်စားတင်ချအခြေခံတွေကိုလည်းသင်ပေးခဲ့ပါသေးတယ်။ဟဲလင်ဘလို့စကားစပြီးတော့ပြောတတ်နိုင်ခဲ့တာလဲ။ဆိုတော့သူအသက်9နှစ်အရွယ်မှာအမေရိကန်နိုင်ငံဘော့စတွန်မြို့မှာရှိတဲ့စွန့်အားနာမကျကျောင်းဆရာမကြီးဆာရာဘူလာထံကိုတွားပြီးတော့တွေ့တဲ့အခါမှာဆရာမကြီးကဟဲလင်ရဲ့လက်နဲ့သူ့ရဲ့မျက်နှာကိုကင်ခိုင်းပါတယ်။အဲ့နောက်စကားပြောတဲ့အခါမှာသူ့ရဲ့ပါးစပ်နဲ့ရှားတွေဘလို့အလွတ်လုပ်တယ်ဆိုတာကိုဟဲလင်ရဲ့လက်နဲ့စမ်းကြည့်ခိုင်းပါတယ်။နှာခမ်းကိုလက်နဲ့ထိတွေ့စေပြီးတော့တုန်ခါမှုကိုခံစားပြီးတော့အတန်ဘလို့ထွက်လာတယ်လဲဆိုတာကိုအာရုံပြုခိုင်းပါတယ်။ဟဲလင်ကလည်းလိုက်လုပ်ပါတယ်။အဲ့လိုနီးနေပဲစကလုံးနည်းနည်းချင်းစီကနေစတင်ပြီးတော့တင်ကြပေးခဲ့ပါတယ်။သူတို့အိမ်ပြန်ရောက်လာတဲ့အခါမှာဆီယမအန်နီကကျောင်းဆီယမကြီးတင်ပေးလိုက်တဲ့ဟာတွေကိုဟဲလင်ကိုနေ့စဉ်တင်ကြပေးခဲ့တာကြောင့်ဟဲလင်ဟာစကလုံးတော်တော်များများကိုကျွမ်းကျင်စွာပြောတတ်လာတာပဲဖြစ်ပါတယ်။ဟဲလင်ရဲ့ကျောင်းပညာရေးကိုပြောရမယ်ဆိုရင်ဟဲလင်ဟာအသက်16နှစ်မှာမက်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ Radcliffe College မိန်းကလေးကောလိပ်မှာစပြီးတော့တက်ခဲ့ပါတယ်။ဟဲလင်နဲ့အတူတူဆီယမအန်နီကလည်းကျောင်းတက်တဲ့အခါမှာအများကြီးအကူအညီပေးခဲ့ပါတယ်။1904ခုနှစ်သူမအသက်24နှစ်မှာတော့ဟဲလင်ဟာ Radcliffe College ကနေပြီးတော့ဂုဏ်ထူးတန်းနဲ့ဖွင့်ရခဲ့ပါတယ်။ဒါဟာသူမဘဝအတွက်မတန်ဆွမ်းအခြေအနေနဲ့မတန်ဆွမ်းတွေရဲ့ဥဆောင်ပြရုပ်အဖြစ်အကြီးမားဆုံးအောင်မြင်မှုကိုရယူပေးခဲ့တာဖြစ်ပါတယ်။ဟဲလင်ရဲ့ဆရာကြီးဆရာမဘဝဆက်ကြောင်းကိုပြောရမယ်ဆိုရင်သူမရဲ့ကလေးဘဝကနေပြီးတော့အသက်20ကျော်အရွယ်ကောလိပ်ကျောင်းသားဘဝအထိအစဉ်စဉ်ပြောင်းလဲပုံတွေကိုစူးစီးတင်ပြထားတဲ့ Story of My Life ဆိုတဲ့စာအုပ်ကိုအန်နီခင်မိုးအကူအညီနဲ့1905ခုနှစ်မှာပထမဦးဆုံးစတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ကောလိပ်တနေစဉ်အတွင်းမှာလည်းသူမခန်းစားခဲ့ရတဲ့ဝေဒနာတွေအကြောင်းကိုရေးသားပြီးတော့ Ladies Home Journal မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။1908ခုနှစ်မှာလည်း The World I Live In ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါသေးတယ်။သူမရဲ့လူမှုရေးလုပ်ကိုင်မှုတွေကိုပြောရမယ်ဆိုရင်20ရာစုအစောပိုင်းမှာဟဲလင်ဟာအမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးအပါအဝင်လူမှုရေးနဲ့နိုင်ငံရေးပြဿနာတွေကိုပါဝင်ဖြေရှင်းခဲ့ပါတယ်။ကောလိပ်ပြီးရဲ့နောက်ပိုင်းမှာဟဲလင်ဟာသူမလိုပဲမတန်ဆွမ်းနေတဲ့ဘဝကိုတိုးတက်အောင်ဘယ်လိုကူညီနိုင်မလဲဆိုတာကိုစတင်လေ့လာခဲ့ပါတယ်။သူမရဲ့နာမည်ကုန်တဲ့ဟာပြည်နယ်တော်ဝိုက်မှာနာမည်ကျော်ကြားသွားပြီးတော့1915ခုနှစ်မှာဟဲလင်ဟာနာမည်ကြီးမြို့ပြစီမံကိန်းရေးဆွဲသူGeorge Kessler နဲ့အတူမျက်စိကွဲခြင်းနဲ့အာဟာရချို့တဲ့ခြင်းရဲ့အကြောင်းရင်းတွေနဲ့အကျိုးဆက်တွေကိုတိုက်ဖြတ်ဖို့အတွက် Helen Keller International ကိုပူးပေါင်းတည်ထောင်ခဲ့ပါတယ်။1920ခုနှစ်မှာ American Civil Liberties Union ကိုတည်ထောင်ပြီးတော့1921ခုနှစ်မှာ American Federation for the Blind ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းနဲ့အတူသူမဟာနိုင်ငံပေါင်းများစွာကိုတွားရောက်ပြီးတော့မိဂွန်းတွေဟောပြောပွဲတွေကိုအားပေးစကားတွေကိုပြောပြီးတော့ရမုံငွေမြောက်များစွာကိုလည်းရှာဖွေပေးနိုင်ခဲ့ပါတယ်။1946ခုနှစ်မှာဟဲလင်ဟာ American Foundation of Overseas Blind အဖွဲ့အစည်းအတွက်နိုင်ငံတကာဆက်ဆံရေးအကြံပေးအဖြစ်ခန့်အပ်ခြင်းခံရပါတယ်။1946ခုနှစ်ကနေပြီးတော့1958ခုနှစ်အတွင်းနိုင်ငံပေါင်း35နိုင်ငံကိုခရီးဆက်ခဲ့ပါသေးတယ်။1955ခုနှစ်မှာဟဲလင်ဟာမြန်မာနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရလာရောက်လည်ပတ်ခဲ့ပြီးတော့မသက်ဆွမ်းသူတွေကိုအားပေးကူညီမှုတွေလုပ်သွားခဲ့ပါသေးတယ်။ဟဲလင်ရဲ့ဘဝဆက်ကြောင်းကိုရေးသားထားတဲ့အထုပ်ပတ်တီတွေကိုရုပ်ရှင်ဇာတ်ကားတွေအဖြစ်လဲပြောင်းလဲရိုက်ကူးတင်ပြခဲ့ပါတယ်။သူမဘဝတစ်လျှောက်လုံးမှာဂုံတူးစုတစိပ်ပေါင်းများစွာရရှိခဲ့တဲ့အပြင် Harvard တက္ကသိုလ်ကချီးမြှင့်တဲ့ဂုံတူးဆောင်ပါတကူပွဲကိုလည်းလက်ခံရရှိခဲ့ပါသေးတယ်။ဟဲလင်ကဘလို့တည်ဆုံးခဲ့တာလဲ။သူမဟာ1962ခုနှစ်မှာလေပြတ်ရောဂါကိုခံစားခဲ့ရပြီးတော့ဝမ်းနည်းစွာနဲ့ပဲသူမအသက်88နှစ်မြောက်မွေးနေ့မတိုင်ခင်ရေတပတ်အလို1968ခုနှစ်ဇွန်လ1ရက်နေ့မှာအရာထဲမှာပဲတည်ဆုံးခဲ့ပါတယ်။ဟဲလင်ရဲ့ထူးခြားတဲ့ဘဝမှာသူမဟာလူတဦးချင်းစီကိုဒုက္ခတွေကိုရင်ဆိုင်ကြောဖြတ်ပြီးတော့စိတ်အားထက်သန်မှုကြိုးစားမှုစိတ်ကူးစိတ်တမ်းစတဲ့အရာတွေကိုမြင်အောင်ပြသနိုင်ခဲ့ပြီးတော့စံပြလူသားတစ်ယောက်အဖြစ်ရည်တည်ပေးနိုင်ခဲ့ပါတယ်။
လူသားအလုံးရဲ့စံထားထိုက်သူအတူယူထိုက်သူတဦးကိုပြပါဆိုရင်သူမရဲ့အမောင်ကဘာတဲကနေအလင်းထဲကိုရအောင်ဖောက်ထွက်ပြီးတော့ကဘာကြီးကိုအကျိုးပြုခဲ့တဲ့ဟဲလင်းကိုပဲဖျက်ရပါလိမ့်မယ်